ဆက်ပြီးအနိုင်မဲ့သောဆိုတဲ့ချင်းလေးနဲ့ဖျက်ရင်ပြန်လဲ
us throughout our divine service. And as we are about to begin our AY, Lord, be with us and send your Holy Spirit to be among us and guide us. And let whatever is going to be done in this worship service be only for your glory. We pray all this in Jesus' name. Happy AY အခုလိုညနေခင်း AY အစီအစဉ်မှာပါဝင်တဲ့သူတွေရောက်စီတိုင်းဖျားသခင်ကောင်းခြင်းမင်္ဂလာဖျားဖျားချပေးပါစေအခုကျမတို့နှလုံးသွင်းမဲ့ကျမ်းစာတစ်ပိုက်ကျမရွတ်ပြသွားပါမယ်ရှင်ယောဟန်ဩဝါဒပထမစာဆောင်အခန်းကြီး9အငယ်73ဘုရားသခင်သားတော်ကိုယုံကြည်သောတင်တို့သည်ထာဝရတစ်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းကဒီအရာများကိုတင်တို့အားငါရွေးပေးလိုက်ဖြတ်သွားတဲ့ကျမ်းပိုက်ပေါ်ဘုရားသခင်ကောင်းချီးချပေးပါစေအခုလူငယ်လူရွယ်များဂရိတ္တစာရွတ်ဖတ်ပေးဖို့ရန်အတွက်ယာဒီမဒီမိုဖိတ်ခေါ်ပါတယ်ပြီးကြရင်လူငယ်လူရွယ်များအထူးဆုတောင်းပေးဖို့အတွက်ဆရာထိုက်အောင်ကိုဆရာထိုက်စောကိုမေတ္တာရက်ခံချင်ပါတယ်လူငယ်တွေအားလုံးမတည့်ရအောင် The advanced message to all the world in my generation. Motto: the love of Christ compels us. Pledge: by the grace of God, I will be pure and kind and true. I will keep the pathfinder law. I will be a servant of God and a friend to man. Law: the pathfinder law is for me to keep the morning watch, do my honest part, care for my body, keep a level eye, be cautious and obedient, walk softly in the sanctuary, keep a song in my heart, go on God's errands. Sutong Jayang. Takangi Bunashiro Mudo Papjatkin, Goroshan E. China Lunga Luya season to Jesu or Chumbai. General a season Menagrani, a Kuchanti, Goroshan to Bashiro, Mudi to Jesu or Chumbai. Lunga Luya season Goroshan Kanji Pitanaroma, Pawin Doja, Goroshan Tadmi, Yausitai, Bordering Goroshan Kanji Mingamatuan Chape, Jana Yado Tumia, Winning Koa, Yashizi Boyan Goroshan, Kanji Pisiroma. E season Saleson Goroshan Lavato Saka Anamai, Yeshu Krito in a mapin Sutomaipa. Lunga Luya Gri desire so pay Yadim Dimoto Lagao, a two Sudan pay Sia Taizo, the Lagao, and two Veju de Shibareko, Damajansa Allo Yosoyan Championship. สารันเชียนอาคารจีต้องเสียงเงาอเมดโดดีคณะทวดอีจิจูดอมุกาตัดเตลงจีอีงาอูยัน
nga u yan nai nga u yan nai ngô chui chin đi la rồi te khu y na net yan nai ka ta chin su ya do a kwen si y salan khan chi tung khan salan khan chi na se tung ya tung nga wing yang ap thi na ma ro pu lu nga ya lan the na pu song do mu i Saran kanji nese tong ange tit thar pheri ngai tu thing pi da mui. Thảo ra phía này mới lâu là đâu biểu liền xin là long alu biết sống ya đâu khuyên cô biết rồi mù mì sa lan cha khán cho tông sẽ có ăn nghe li ဓမ္မကျမ်းစာကိုအလို့ရဖတ်ပေးသွားတော့ညီငယ်မောင်ငယ်များတော့၎င်းဖျားသခင်ကောင်းချီးမင်္ဂလာဖျားဖျားချပေးပါစေအခုတပြင်းတိုင်းတချင်းဆိုဖို့အတွက်ညာနူကျင်နဲ့ဆရာဟာဟန်ကိုဖိတ်ခေါ်ပါတဲ့ညာနူကျင်ပထမ ข
ပဲနော် check အချစ်နဲ့အပြစ်ဆိုတဲ့သချင်းလေးနဲ့ဖျားကုံတော်ကိုချီးမွမ်းချင်ပါတယ်တွေတစ်ခါတလီလုံးမိရင်ပဲလူတွေကပြင်းမြင်ကြတယ်ကောင်းတာတွေကိုလုံးပြန်ရင်လဲအားနဲ့ချက်ထောက်ကြပြန်တယ်စုံတယ်လူသားတွေပဲဘယ်သူကပြင်းနေကင်းတယ်လဲညီကိုချင်းတွေမောင်နှမချင်းတွေအိမ်ကချင်းတွေပဲကွဲပြားတဲ့အားနဲ့ချက်သီးသီးတော့ရှိကြတာပဲပြီးဆုံးပြီးမဲ့ထူးခြားနေတဲ့သူညီတဲ့အစွမ်းတွေရှိတယ်လူရဲ့တန်ဘူးလူရဲ့အရေးချင်းပြပြီးတဲ့ဘဝသက်တာတဲ့တနေရာစီအသုံးဝင်နေလူချင်းပြင်းပြင်းတဲ့ပြန်လာနာလေချင်နာတရားနဲ့ကူတော်မြေတာနဲ့အားနဲ့ချရှိခဲ့ရင်ခွင်လွတ်လျက်ချစ်လိုက်ပါကွယ်ချင်တဲ့ပြင်းတစ်ခုရှိတဲ့ထဲတစ်ခုခုတော့ရွေးချင်မိတယ်အချစ်ကူရှာရင်ချစ်ကူပဲမြင်မယ်ချောက်ပိကန်တဲ့လက်စနဲ့လောက၌ပြောင်းမှမရှိတဲ့အပြစ်ကူရှာရင်အပြစ်ကူပဲမြင်မယ်ထူးခြားနေတဲ့သူညီတဲ့အစွမ်းတွေရှိတယ်လူရဲ့တန်ဘူးလူရဲ့အရေးချင်းဖြာပြီးတဲ့ဘဝသက်တာတဲ့တနေရာစီအသုံးဝင်နေလူချင်းပြင်းပြင်းတဲ့အပြန်လာနာလေချင်နာတရားနဲ့ကူတော်မြေတာနဲ့အားနဲ့ချက်ရှိခဲ့ရင်ခွင်လွတ်လျက်ချစ်လိုက်ပါကွယ်အချင်းနဲ့ပြမြဲတမ်းတွန်တွဲကောင်းဘက်ကလဲကြည့်လိုက်ကွယ်ဘဝမှာတစ်ခါတလေမာတွေလဲကြုံမယ်အမြဲတမ်းတော့အကောင်းဆုံးတွေပဲဖြစ်တတ်တဲ့ဘောတော့နားလေကောင်းတဲ့အချိန်မှလဲဆိုခြင်းဆုံးနိုင်တယ်အချင်းနဲ့ပြင်းတစ်ခုရှိတဲ့အထက်တစ်ခုခုတော့ရွေးချယ်မိတယ်အချစ်ကူရှာရင်အချစ်ကူပဲမြင်မယ်ချောက်ပိကင်တဲ့လက်စနဲ့လောက၌ပြောင်းမှမရှိတယ်အပြစ်ကူရှာရင်ပြစ်ကူပဲမြင်မယ်မပြီးဆုံးပြီးမဲ့လဲကောင်းတွေရှိနေတယ်ခရစ်တော်မြင်နေပဲလုံးဆုံးရှုမြင်ခွင့်ကျန်ရဲ့ဘုန်းတော်ကြည်ပါစေ
အခုလိုဖရားကုံတော်ကိုချီးမွမ်းပေးတော့လျာနိုကျင်းတော်လည်းကောင်းဆရာဟာငါတော်လည်းကောင်းဖရားသခင်နောက်တွေမှာလည်းဒီထက်မကဖရားကုံတော်ချီးမွမ်းနိုင်တဲ့သားသမီးများချစ်ကြပါစေအခုကျမရေးနဲ့ဆိုင်တဲ့အားပေးစကားပြောပေးဖို့အတွက်ဆရာမပါရီကိုယေရှုနာမဖြစ်ဖိတ်ခေါ်အပ်ပါတယ်အားလုံးပဲမင်္ဂလာပါအခုလိုကျမအနေနဲ့မြန်မာစီစဉ်မှာစကားပြောခွင့်ရတဲ့အတွက်ကြောင့်ခွင့်ရကိုပေးသွားတဲ့သက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့လူကြီးများကိုလည်းထူးကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်တည်ပြင်းတမကပဲကျမတို့ကိုကျမချင်းခွင့်ပေးတဲ့ဖဖျားရှင်ရဲ့နာမတော်ကိုလည်းချီးမွမ်းပါတယ်ဒီအခွင့်အရေးရဖို့အတွက်ကျမပေါ့နော်၃ခါမြောက်ပေါ့နော်ပထမတစ်ခါကကင်တန်ကင်ပူအဲ့ဒီမတိုင်ခင်မှာအမျိုးသမီးအစီအစဉ်မှာကျမကိုခိုင်းနေပြီးတော့အစီအစဉ်များတယ်ဆိုတက်တေခံမဲ့သူများတယ်ဆိုပြီးတော့ကျမပြန်ခံဆက်လိုက်တယ်နောက်တစ်ခါတန်ကင်ပူကပြန်ပြောတယ်အစီအစဉ်များတယ်ဆိုပြီးတော့ကျမပြန်နောက်ဆုတ်လိုက်ဒီတစ်ခါတော့ကျမတကယ်ပြောရပြီဆိုတော့နည်းနည်းတော့ရှည်မလားတော့မသိဘူးနော်၃ခါမြောက်ဆိုတော့ရှည်ခဲ့တယ်ဆိုရင်လည်းခွင့်လို့ပေးပေါ့နော်ရှေးဥစွာကျမအနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲအပြောအဆိုအမှားအယွင်းတွေရှိခဲ့တယ်ဆိုရင်လည်းခွင့်လွန်ပေးကြပါလို့ကျမအနေနဲ့တောင်းပန်လိုပါတယ်ကျေးဇူးပြုရဲ့ဥစ္စာပုံလေးတစ်ချက်လောက်ရှစ်ဆက်မသွားခင်မှာကျမအနေနဲ့ကျန်ပိုက်တစ်ပိုက်နှစ်ပိုက်ကိုဖတ်ပြချင်ပါတယ်သုတ်တန်ကျမ်းအခန်းကြီး7အငယ်22သုတ်တန်ကျမ်းခန်းကြီး7အငယ်22စိတ်ရှင်လန်းခြင်းသည်ကျမ်းမာစေတတ်၏စိတ်ပြတ်ခြင်းမူကားအယိုးတို့ကိုသွေးချောက်စေတတ်၏ဖတ်တော်ကျင့်ချက်အဖြစ်ရောက်တိုင်းစီပေါ်မှာဖဖျားရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေနောက်တစ်ခုကတော့ First Corinthians အခန်းကြီး6အငယ်19 20 First Corinthians အခန်းကြီး6အငယ်19 20နော်တင်တို့ကိုခန္ဓာသည်ဤဘုရားသခင်ပေးသနာတော်မူသောဝိညာဉ်တော်ဒီဟုသောတင်တို့အထဲ၌ကျိန်ဝဲ၍တန်ရှင်းသောဝိညာဉ်တော်ဤဗိမာန်ဖြစ်ကြောင်းကို၎င်းမိမိတို့မပိုင်ကြောင်းကို၎င်းမတိကြသလောတင်တို့သည်အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဘုရားသခင်ပိုင်တော်မူသောတင်တို့ဤကိုခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဘုရားသခင်ဤဂုဏ်တော်ကိုထင်ရှားစေကြလောဖတ်တော်ကျင့်ချက်အဖြစ်ရောက်တိုင်းစီပေါ်မှာဖဖျားရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေဒီမှာပေါ့နော်ပုံကိုကြည့်လိုက်မယ်ဆိုရင်တော့ကျွန်မဘာအကြောင်းအရာနဲ့ပြောသွားမလဲဆိုတဲ့အကြောင်းအားလုံးရိပ်မိတိပြီးသားပဲဖြစ်မှာပေါ့နော်အဲ့ဒီအကြောင်းအရာမပြောခင်မှာကျွန်မအနေနဲ့အနေငယ်တက်တည်ခံချင်ပါတယ်တပတ်လုံးပေါ့နော်အရင်လွန်ခဲ့တဲ့တပတ်လုံးကျွန်မတို့ဘယ်လိုပြောမလဲကျွန်မယောက်ျားချမ်းပြီးတော့လေဖျားတွေတက်ပြီးတော့အဲ့လိုနဲ့တနင်္ဂနွေနေ့ကနေစာဖြစ်ပြီးတော့3ရက်ဆက်တိုက်သူလုံးဝမကြနိုင်ဘူးမပြဥစားဖျားတအားတက်တယ်နဲ့ကျွန်မအဲ့ဒီမတိုင်ခင်မှာ home cell အဲ့ဒီ Tuesday ည home cell မှာဆိုသူစကားပြောဖို့အလှည့်အဲ့ဒါလည်းသူလည်းပြင်ဆင်ထားတယ်သူခမရလဲပေါ့နော်ပြင်ဆင်ထားရတာနဲ့စာဒမနာနောက်ရှက်တာတော့မသိဘူးအဲ့ဒါနဲ့ဖျားကြောင်းလည်းမသွားနိုင်ဘူးပြီးတော့ကျမတို့ဆူတောင်းတယ်ဆေးခန်းနဲ့တော့ဆရာဝန်ကပြောတယ်2ရက်ဆေးတောက်ပြီးတော့မတက်တာဘူးဆိုရင်ဆေးရုံကိုချက်ချင်းသွားပြီးတော့ admit လုပ်ရမယ်တဲ့အဲ့လိုနဲ့ပြောတဲ့ခါကျတော့ကျမလည်းနည်းနည်းစိတ်ပူတာပေါ့နော်ဆေးရုံသွားရမယ်ဆိုတော့အဲ့ဒါနဲ့ဆူတောင်းတယ်ဆရာတရားဟိုလဲဖုန်းခေါ်ပြီးတော့ဆူတောင်းပေးပါအေးဆိုပြီးတော့ကျမပြောလိုက်တဲ့ခါကျအေးဆူတောင်းပေးမယ်ဆိုပြီးတော့ပြောတယ်အတင်းသူတင်းသားတွေဆူတောင်းပေးခြင်းအားဖြင့်ပေါ့နော်ယနေ့ဒီအချိန်ဒီအခါမှာကျမတို့မိသားစုစုံညီနဲ့ဘုရားသခင်ရဲ့ဗိမာန်တော်ထဲမှာပေါ့နော်ရောက်ရှိနိုင်တဲ့အတွက်ကြောင့်လည်းဘုရားရှင်ရဲ့နာမတော်ကျမအနေနဲ့ချီးမွမ်းလိုပါတယ်အားလုံး
ပါဝင်နိုင်ဖို့ရန်အတွက်ပထမအဆုံးပေါ့နော်ဒီအဖွဲ့၃ဖွဲ့ခွဲထားတယ်ဆယ်တယ်နေရာလာနေဆယ်တယ်နေရာနဲ့ဒါပြီးတော့ဆရာမညံပီနဲ့ဟိုသူလည်းမောင်လေးတယောက်သူတို့၃ယောက်ကနေပေါ့နော်ဒီတစ်ဖွဲ့နော်ဒီတစ်ဖွဲ့၃ယောက်ဆယ်တယ်နေရာကျမချင်းနဲ့ပတ်သက်တဲ့စကားတစ်လုံးကိုပဲတစ်လုံးပဲသူပြောမယ်ဟိုအဆုံးထိတယောက်อ่ะနော်ဒါပြီးရင်ဒီဆရာမညံပီကလည်းကျမချင်းနဲ့ပတ်သက်တဲ့စကားတစ်လုံးကိုလက်ဆင့်ကမ်းစကားပြောမယ်နော်အားလုံးပါဝင်တယ်တနေ့ကုန်ထိုင်နေရတာလည်းညှိငွေ့နေပြီပေါ့နော်ဆိုတော့ဟိုတယောက်မောင်လေးတယောက်လည်းစပြောမယ်ကိုပြောတဲ့စကားလုံးကိုမှတ်ထားမယ်နော်စပြောတဲ့သူလည်းမှတ်ထားမယ်နော်ဆရာစကဲအဲ့လိုနဲ့သွားမယ်တူတူလေးပဲပြောမယ်နော်နေရွက်လေးမှာကဲစမြန်လေးစပေးမယ်နော်ချိန်မရှိဘူးဆရာမညံပီကျမချင်းနဲ့ပတ်သက်တဲ့အရာတစ်ခုခုโอเคစမယ်မြန်လေးနဲ့ဟောမြန်လေးအချိန်မရှိဘူးနောက်ဆုံးမှာအဲ့ဒီတစ်ဖွဲ့မှာပေါ့နော်နောက်ဆုံးကလူတွေပြန်ပြောကျမပြန်မေးမယ်ပေါ့နော်နေရွက်လေးမှာပဲပြောမယ်နော်နေရွက်လေးမှာနေရွက်လေးမှာပဲနော်နေရွက်လေးမှာဘယ်ထိရောက်ပြီလဲဒီဖက်ကလူတွေမြန်လေးအချိန်မရှိဘူးမြန်လေးတော့ရောက်လာတော့မှပြီးတော့မယ်ဒီဖက်ကလူတွေပြီးတော့မယ်မြန်လေးဟိုခလေးတွေမပါခလေးတွေမပြောခိုင်းနဲ့ဟိုစား15နှစ်အထက်လောက်ပဲပြောဟုတ်ပြီဒီတစ်ဖက်ကလူတွေပြီးသွားပြီနော်အော်မဆရာမဘုံပြီးလဲကြံသေးတယ်ဆရာမဘုံပြီးတစ်ချက်လောက်ပြောပေးလိုက်အောင်ကဲပြီးပြီလားဒီဖက်ကလူတွေရောကျေးဇူးပြုရနော်မြန်လေးအချိန်မရှိဘူးကျမအချိန်ရတာမိနစ်15မိနစ်လောက်ပဲရတာကိုကြားတဲ့အတိုင်းပဲပြောမယ်နော်ကြားတဲ့အတိုင်းပဲသူအဲ့ဒီတယောက်ကပြောတဲ့စကားကိုကြားတဲ့အတိုင်းပဲပြောမယ်ပြီးပြီလားဒီဖက်ကလူတွေပြီးပြီโอเคနောက်ဆုံးကဘယ်သူလဲမသိဘူးပါခိုင်နော်လားပါခိုင်နော်ဟုတ်ပြီပါခိုင်နော်ကျေးဇူးပြုလာခဲ့ပါပါခိုင်နော်ရေဒီယမောင်လေးရယ်ဟုတ်ပြီဒါပြစမနံပီစတဲ့နေရာကျေးဇူးပြုရဆမဘုံဒီအလဲတန်းရောဘယ်ထိရောက်ပြီလဲမသိဘူးနော်ဒီဖွဲ့ကနောက်ဆုံးဘယ်သူလဲကျေးဇူးပြုရโอเคဒါပြဒီဖက်ကကြံသေးတယ်နောက်တစ်ယောက်ပါခိုင်နော်လားမြန်လေးကျေးဇူးပြုအချိန်မရှိဘူးကဲဟုတ်ပြီစမယ်ဟိုဖက်ကတူကျေးဇူးပြုဘယ်သူလဲမသိဘူးနော်နောက်ဆုံးခုဘွိုင်လားဟုတ်အပြီလာခဲ့လိုက်အချိန်မရှိဘူးနော်ကျွန်မချိန်အများကြီးမရဘူးဆိုတော့လေဟုတ်ပြီဆယ်တယ်နယ်ခုနကတော့ဗာပြောလိုက်လဲမသိဘူးကျွန်တော်ပြောတာရေများတောက်ပါဟုတ်ပြီတရားအကိုကဗာနဲ့ပြန်ကြားရလဲမသိဘူးနော်နောက်ဆုံးမှာရေများတောက်ပါတေးချတယ်နော်ဖျားသိတယ်နော်လိန်ပြောရင်တော့စင်ပေါ်မှာပြောတဲ့စကားဆိုတော့လေနော်ဟုတ်ပြီအဲ့ဆိုဆရာမညောင်ပြည့်ရင်မမေးသေးဘူးသူ့အရင်မင်းမယ်ဗာကြားလဲ
exercise ဟုတ်ပြီဆရာမညောင်ပြပါပြောလေ ကျမပြောတာနော်အိတ်ရေဝဝအောင်အိတ်ပါလို့ပြောတာ ဟုတ်ပြီဒီကမောင်လေးတရားရောဗာကြားရလဲ ဒီနေ့တော့ပါတယ် ဘာပြောလဲ ဆေးလေးမတောင်းနဲ့ Okay thank you ကျေးဇူးတင်တယ်နော်ကျမအဲ့လိုနဲ့ဘာဖြစ်လို့လှုပ်လိုက်ရလဲဆိုရင်ဘောနော်အားလုံးအတွက်လည်းပေါ့နော်ဘယ်လိုပြောမလဲဒီနေ့ကုန်းထိုင်ရတာပင်ပန်းတဲ့ခါကျတော့နည်းနည်းပေါ့ပါစိတ်လေးပေါ့နော်ပျော်ရွှင်မှုရများရမလားဆိုပြီးတော့တက်ပြီးတော့ကျမအပါဝင်ပေါ့နော်စကားကိုပြောတဲ့ခါကျရင်ဘယ်လိုပြောမလဲအတိအကျပြန်ပြောတတ်ဖို့ရန်အတွက်ပေါ့နော်လူတစ်ယောက်ကပြောလိုက်တဲ့စကားကိုတချို့ကကျဲကြီးပြန်ဖွာတတ်တယ်တချို့ကျတော့လိုအောင်လဲပြောတယ်တချို့ကျတော့ပိုအောင်လဲပြောတတ်တယ်အဲ့လိုမျိုးတွေမဖြစ်အောင်ကျမအပါဝင်ပေါ့နော်အားလုံးဒီမှာရှိတဲ့ညီကူမောင်နှမတွေအားလုံးစူးစမ်းကြရအောင်ဆိုပြီးတော့လဲပြောချင်ပါတယ်ကဲစမယ်အကောင်းစင်ကဲဒီမှာဆေးလေးတောက်တဲ့ပုံတွေပေါ့နော်မိုးရက်ဆေးဝါအကြောင်းနဲ့ကျမအနေနဲ့ပြောသွားမှာဖြစ်ပါတယ်ပထမဦးဆုံးမိုးရက်ဆေးဝါလည်းပါမယ်အစာအသောက်တွေလည်းပါမယ်ပေါ့နော်ဖြစ်နိုင်ရင်တော့ကျမကိုလာပြောပြီးတော့ကျမနားထောင်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စေချင်တယ်အခုကျတော့ဆရာထူးမောကကျမကိုကျမချင်းနဲ့ပတ်သက်ပြီးတော့စကားပြောခိုင်းနေဆိုနည်းနည်းတော့ကောင်းတော့နည်းနည်းစားတယ်ကျမလည်းကျမကြီးချိုးချတယ်ဒူတယောက်ဖြစ်တယ်ဆိုတော့လေကျမတိတလောက်တတ်တလောက်ပေါ့နော်အားလုံးတိပြီးသားအရာတွေပဲကျမပြောပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့အစအတောင်းနဲ့ပတ်သက်ပြီးတော့ဘောနော်မမဝါရဘာတွေပေါ်ပြထားတယ်လဲဆိုရင်ဘောနော်counsels for the church pass through မှာဘောနော်အဲ့ဒီထဲမှာဆိုရင် तू အစအတောင်းနဲ့ပတ်သက်ပြီးတော့အကြောင်းမျိုးစုံတွေကို तू ရေးထားပါတယ်ပထမဆုံးအနေနဲ့ तू ကမမဝါရဘာပြောထားလဲဆိုရင်လူတစ်ယောက်အနေနဲ့အစအတောက်ကိုဘောနော်ပုံမှန်မစားဘဲနဲ့မနဲ့နေလေညအဲ့လိုမျိုးရှိတဲ့ချိန်မှာကိုကကြိုက်တဲ့အချိန်မှာစားလိုက်တယ်စားလိုက်ခြင်းအပြင်နဲ့ဘယ်လိုပြောမလဲအဲ့လိုနဲ့စားလိုက်တာဟာဆိုရင်ပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောလဲဘိုက်ထက်ကပေါ့နော်အစာအိမ်တွေကိုယ့်ရဲ့ကိုခန္ဓာတွေကိုပျက်စီးထိခိုက်စေတဲ့အတွက်ကြောင့်အမြန်ဆုံးရက်တက်ကနေရက်ဖို့ရန်အတွက်သူအနေနဲ့တိုက်တွန်းထားပါတယ်ပြီးတော့အဲ့ဒီလိုပေါ့နော်အစာကိုပုံမှန်မစားဘူးဆိုရင်ကျမတို့ရဲ့အစာအိမ်တွေဟာဆိုရင်ထိခိုက်လာပြီးတော့နောက်ဆုံးမှာဆိုရင်အစာအိမ်ယောဂါတွေလည်းဖြစ်လာနိုင်ပါတယ်ပြီးတော့အဲ့ဒီကျမတို့အနေနဲ့အစာတွေကိုချုပ်တီးခြင်းအပြင်ပေါ့နော်ဘယ်လိုပြောမလဲအဲ့ဒီအစာအိမ်ယောဂါကိုပေါ့နော်ပိုမိုပြီးတော့မထိခိုက်ဖို့ရန်အတွက်ပဲဘယ်လိုပြောမလဲ तू ကကာကွယ်ပေးတယ်လုံးပျောက်သွားတယ်ဆိုတာအဲ့ဒီအစာအိမ်ယောဂါဆိုတာပျောက်သွားတယ်ဆိုတာမရှိတော့ဘူးဆိုတာကိုမမဝဲကရေးသားထားတာကိုတွေ့ရပါတယ်ပြီးတော့ကျမအနေနဲ့ဒီမှာဆေးလိပ်တောက်တဲ့လူတယောက်နဲ့ပေါ့နော်အဲ့ဒီမိုးရဆေးလိပ်ထဲမဟုတ်ဘူးပေါ့နော်မိုးရဆေးဝါသုံးဆွဲတဲ့လူတယောက်နဲ့မသုံးဆွဲတဲ့လူတယောက်ကိုနိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်တို့ရဲ့အရေးအပြားတွေပေါ့နော်ဒါပြီးတော့ဘယ်လိုပြောမလဲဒီအထူးသဖြင့်ဆေးလေးတောက်တဲ့သူတွေဆိုရင်တော့နှာခမ်းကနေအရန်တိတာတယ်ပေါ့နော်အားလုံးသိတဲ့အတိုင်းပဲနှာခမ်းကမဲတယ်ညိုတယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ဖြစ်တယ်လူတယောက်ကဆေးလေးမတောက်ဘူးလို့ပြောတချို့ဒါပေမဲ့မွေးရပါပေါ့နော်မဲတဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါပေမဲ့များသောအားဖြင့်မိုးရဆေးဝါးသုံးတဲ့အဲ့ဒီဆေးလေးပေါ့နော်အဲ့လိုမျိုးဆေးလေးတောက်တဲ့သူတွေကနှာခမ်းညိုတယ်ညိုနေတာကိုတွေ့ဥစ္စာမြင်တွေ့နိုင်တယ်ပေါ့နော်ကျမရေးဘယ်လောက်ထိခိုက်လဲဆိုတော့ပေါ့နော်နှခမ်းနေတောင်မှ तू ကမဲသွားတယ်ပေါ့နော်အဲ့လောက်ထိတောင်မှဖြစ်တယ်ပြီးတော့ကျမလက်တွေ့ပေါ့နော်အခုနောက်တစ်ပုံလေးပြပေးပါအောင်အဲ့ဒါတို့မြန်မာပြည်မှာရန်ခစ်စားနေတဲ့ကွင်းရတွေပေါ့နော်အဲ့ဒီကွင်းရအကြောင်းနဲ့ပတ်သက်ပြီးတော့အလုံးသိပြီးသားအရာတွေပဲကျမအနေနဲ့လက်တွေ့ကျမတို့မိသားစုဘဝမှာပေါ့နော်ဖြစ်ယခုချိန်မှာဖြစ်ပျက်နေတဲ့အရာတစ်ခုလေးနဲ့ပေါ့နော်ဒီညနေမှာဆိုရင်ကျမအနေနဲ့ပြောသွားချင်ပါတယ်ကျမယောက်ျားရဲ့အမသူ့ရဲ့ကျမယောက်မရဲ့ယောက်ျားပေါ့နော်အခုချိန်မှာဆိုရင်ဒီကင်ဆာနဲ့အရင်တော့သူတို့ကင်ဆာလို့ပြောပြီးတော့operation လုပ်နေတယ်အတင်းလူတင်းသားတွေဆရာသမားတွေစုတဲ့အမြဲတမ်းတောင်းပေးတယ်ပေါ့နော်အိန္ဒိယမှာနေတယ်အခုချိန်မှာအဲ့ဒါနဲ့ तू ကဒီကွင်းရတွေကို तू ကအရန်စားတယ်ဆေးလေးလည်းတောက်တယ်အရက်လည်းတောက်တယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျသူတို့နှစ်ယောက်မယူခင်မှာယူတဲ့ချိန်မှာကျမနဲ့တိတဲ့ခါကျတော့ကျမသူ့ကိုပြောတယ်အကိုရဲ့အဲ့ဒါတွေမတောက်တော့နဲ့မကောင်းဘူးနော်တနေ့နေ့ကျရင်ဒုက္ခရောက်မယ်နော်ဆိုပြီးတော့သူ့ကိုပြောတယ်သူကတော့မီဇိုလိုနဲ့ဆိုရင်အသွေးရလုံး
เองมาอีกแล้วตัวไอ้ลูกเนี่ยจะมาเอาตัวเปียวเลยมโหบูเอ็นอะไรมาเก้าบุนี่คู่เชมาบ่เนาะไอ้ลูกเนี่ยต้อมนี่ละนี่เปียวนี่เป็นแม่บ่เนาะแต่เชนใจนี่ดอกขายเอาเมเนาะนี่ไอ้เชนจะมานี่น้าเลยเมเนาะสุดเปียวเลยไอ้เปียวเดี๋ยวเนี่ยเป็นนี่เลยนี่พี่รอเลี้ยงงานนี่ละดีเนี่ยหมดเนาะคู่ดีตลอดดีละดอด้วยมาไปตัวชานาเร่พี่รออาข้าวนาเร่พี่ราคาจะดูทำไมมาซาไหนมูเร่อันเนี่ยเสกขันตัวพี่ราคาจะรอเสียวิงก็ตู้เมเร่กูว่าเยี่ยมเราเชื่อไม่เด้เด้เนี่ยตัวอะไรซาเร่ส่วนซาเร่ลูกเบลเอ็ดเจ้ามูลูเบเด้ส่วนเนาะดีกุญยาเรียตัวเราบริเวณเนี่ยซาเนี่ยได้ใช่มาจารย์เลยยังเปียวตัวเราเปียวมาแบบยังยาตาชีเราตัวเราทีมาบ่เนาะแต่แม้จาราเราชีนตัวเราเนี่ยดอกขับยังยาวเลยเนี่ยตัวคู่ใช่มาส่วนตัวoperation လုပ်ရတယ်သူ့ရှာတယ်လေ operation လုပ်ရတယ်သူ့ရဲ့ဒီလေချောင်းမှာလဲပေါ့နော်ဆေးလိပ်တောက်ထားတဲ့အတွက်ကြောင့်ပေါ့နော် operation လုပ်ရတယ်ဒါပေမဲ့အတင်းသူတင်းသားတွေရဲ့ဆူတောင်းပေးမှုကြောင့်သူဟာပေါ့နော် cancer ကနေလွတ်မြောက်သွားတယ်သူ့ရဲ့ cancer တွေကိုသူတို့ကထုတ်ပေးတယ်လို့ပြောတာပဲပေါ့နော်အဲ့ဒါဆိုဒီမှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးလဲပေါ့နော်ဒီလိုမျိုးမဖြစ်ဖို့ရန်အတွက်ကြိုတင်ပြီးတော့ဒီဘယ်ပြောမလဲสนิทตาลูกเปียวจ่าเลยเนาะจุมาเลยสนิทตาลูกเปียวดาแต่ขาดเดียจ่ายบริบูรณ์เลยงับปีแบบพี่บาเลยปะซุนเลยแบบพี่บ่เนาะไอ้เราမျိုးซาชินเนี่ยเราမျိုးရှိတတ်တယ်แต่ไอ้เราမျိုးแบบบ่เนาะ7 day ลูกเปียวပြီးတော့မိုးရဆေးဝါไอ้เราမျိုးသုံးမစွန့်လွတ်နိုင်သေးတဲ့သူတွေရှိရင်လည်းบ่เนาะအမြန်ဆုံးบ่เนาะစွန့်လွတ်ပြီးတော့မိုးရဆေးဝါမကောင်းဘူးဆိုတာသူတို့အဲ့ဒီဆေးလိပ်တွေထဲမှာလည်းบ่เนาะdangerous ဆိုပြီးတော့သူတို့ရေးထားတယ်မတောက်ရဘူးပေါ့နော်မကောင်းဘူးဆိုတာရေးထားတယ်တွေ့ရတာနဲ့တောက်ကြတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတောက်နေတဲ့ချိန်မှာဘာမှမဖြစ်ဘူးငါဘာမှမဖြစ်ပါဘူးအဲ့လိုမျိုးနဲ့ပြောနေတော့မယ်ဒါပေမဲ့ကြာလာလို့ရှိရင်တော့အဲ့ဒါတော့သူယောဂါတော့ဖြစ်လာမှာပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမအနေနဲ့ဒီညနေခင်းမှာဆိုရင်တော့ဒီမှာရှိတဲ့ကျမရဲ့ချစ်ရတဲ့ညီကိုမောင်နှမတွေအားလုံးကိုပေါ့နော်အဲ့လိုမျိုးနဲ့မဖြစ်ဖို့ရအတွက်ကိုယ့်ရဲ့တငယ်ချင်းတွေရှိတယ်ဆိုရင်လည်းအဲ့လိုမျိုးသုံးစားတဲ့သူတွေရှိတယ်ဆိုရင်လည်းပြောပေါ့နော်မဖြစ်ဘူးဆိုတာမရှိဘူးအနဲ့အမြန်ပဲရှိတယ်နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဲ့တဲ့တငယ်ချင်းတွေကိုလည်းတိုက်တွန်းဖို့ရအတွက်ကျမအနေနဲ့နိုးဆော်ချင်ပါတယ်ပြီးတော့ပူဇော်ဆရာမပြောတဲ့စကားပဲကျမဆက်ပြောမှာဖြစ်ပါတယ်ချီလီငရုတ်ဒီငရုတ်ဒီစားတာမကောင်းဘူးဆိုတာပူဇော်ဆရာမအကုန်လုံးပြောပြီးပြီအကုန်လုံးပေါ့နော်ကျမ်းမာချင်းနေနဲ့ပတ်သက်ပြီးတော့သူအကုန်လုံးပြောပြီးပြီအားလုံးသိပြီးသားပဲပြီးတော့အဲ့ဒီထဲမှာမှကျမအနေနဲ့ချီလီကျမတို့လည်းမရဆိုတော့ပြောတတ်တယ်ပေါ့နော်သူတခါတည်းလေကျမယောက်ျားငရုတ်သီးစားရအားစိတ်တူတယ်ဆိုတော့နေငရုတ်သီးစားလို့ပဲနေရစိတ်တူတယ်ပေါ့နော်ရဆိုးတယ်ပေါ့နော်ကျမတို့တစ်ချိန်လုံးပဲပွားစိတ်ဆိုးတယ်အဲ့လိုမျိုးနဲ့ပြောတတ်တယ်တကယ်မှဆိုလည်းစဉ်းစားကြည့်မယ်ဆိုပူဇော်ဆရာမပြောတဲ့အတိုင်းပဲမှန်တယ်ငရုတ်သီးစားပြီးကျမလည်းလေနော်ငရုတ်သီးစားပြီးဆိုစိတ်ကလေဘယ်လိုပြောမလဲမတူဘူးပေါ့နော်စိတ်ကတိုးတယ်ပေါ့နော်စိတ်ကပူတယ်လေအဲ့လိုမျိုးဖြစ်တယ်အဲ့ဆိုတော့ဒီမှာပြီးတော့အဲ့ဒီငရုတ်တီးစားခြင်းအဖြစ်အမျိုးသမီးတွေနော်လှချင်တယ်ဆိုရင်ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နင်တို့လှချင်တယ်ဆိုရင်အဲ့ဒီမျက်နှာလေးတွေမှာအပူတွေအဖုတွေအငုတွေမရှိဖွင့်ရန်အတွက်ပေါ့နော်အချီလေးအပူအဆက်တွေကိုရှော့စားပြီးတော့ရှောင်နိုင်တယ်လို့ရှောင်ဖွင့်ရန်အတွက်ကျမအနေနဲ့ပြောချင်ပါတယ်ပြီးတော့အသားစားတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသားစားတာနဲ့ပတ်သက်ပြီးတော့နည်းနည်းကြည့်မယ်ဆိုရင်ကျမတို့တည်တဲ့အတိုင်းပဲအသားစားခြင်းအဖြစ်ကင်ဆာတွေအများကြီးဖြစ်ပွားစေနိုင်တယ်ပေါ့နော်ဒီမလေးရှားမှာတော့အသားမစားလို့လည်းမဖြစ်ပြန်ဘူးပေါ့နော်စားနေရတာပဲအဲ့ဆိုတော့ရှော့စားဖို့ရန်အတွက်ကျမအနေနဲ့ပြောကြလို့ပါတယ်ပြီးတော့ကျမယောက်ျားပေါ့နော်ကြာလာပြီနည်းနည်းမေ့သွားပြီဘယ်နဲ့4-5နှစ်လောက်ရှိပြီပေါ့နော်3-4နှစ်လောက်တော့ရှိတော့မယ်သူ့ရဲ့ဒီဗာလဲတင်ပါမှာအဖုပေါက်လာတဲ့အခါကျတော့ရုပ်တရက်ကြီးသူရောင်လာပြီးတော့အနီရောင်တွေထွက်လာတဲ့အခါကျတော့အဲ့နဲ့သူရှင်းမှာသွားပြီး operation လုပ်လိုက်တယ် operation လုပ်လိုက်တဲ့အခါကျတော့လုံးဝမတက်တာနိုင်ဘူးအဲ့နဲ့ကျမယောက်ျားလည်းအရင်စိတ်
စိတ်ဓာတ်ကြတယ်စိတ်ဓာတ်ကြတဲ့ခါကျတော့ तू ကပြန်မယ်မြန်မာပြည်ပဲပြန်မယ်တဲ့အဲ့လိုနဲ့ပြောကျမတို့လုံးဝမပြန်ချင်ဘူးမြန်မာပြည်ကိုမပြန်ဘူးလို့ပြောတာ तू ကတော့ပြန်ရအောင်နဲ့အဲ့လိုနဲ့ပြောကျမတို့မပြန်ဘူးဒီမှာပဲနေမယ်အဲ့နဲ့ဘာပဲဖြစ်ဖြစ်ကျမဆူတောင်းတယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ तू လုံးဝမပြောင်းနိုင်ဘူးတစ်နှစ်နေပါအဲ့လိုပြည်တယ်နေတာပဲခွဲပြီးတော့နောက်ပိုင်းလေပြည်တယ်နေတဲ့ခါကျတော့ကျမအနေနဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့နောက်ဆုံးကျတော့ကျမသူ့ကိုအသားလည်းမကြွေးဘူးအပူအဆက်တွေပဲပုတ်တွေကစပေါ့နော်သူ့ကိုလုံးဝမကြွေးဘူးအသားဆိုရင်တော့မှလေနူးနေအောင်သူအရန်စားချင်တဲ့ခါကျရင်အသားတွေကိုနူးနေအောင်သူ့ကိုချက်ပြုတ်ပြီးတော့သူ့ကိုကြွေးတယ်ကြွေးတဲ့ခါအဲ့လိုနဲ့နေလာတဲ့ခါကျတော့တစ်နှစ်တစ်နှစ်ခွဲလောက်လားမသိအဲ့ဒါမှဆိုရင်သူ့ရဲ့အသားအဲ့ဒီအနာကနေပေါ့နော်ပြီးလည်းမထွက်တော့ဘူးယခုချိန်ကြီးပေါ့နော်ဖျားရှင်ရဲ့ကြီးစိုးတော်အားဖြင့်ပေါ့နော်လုံးပျောက်သွားတာကျမအနေနဲ့တွေ့ရတယ်ပြီးတော့သူနဲ့အတူတူအဲ့လိုမျိုးယောဂဖြစ်နေတဲ့သူတယောက်ကြတော့သူ့ရဲ့ရွာသားတယောက်ပဲသူ့ရဲ့တငယ်ချင်းပဲပေါ့နော်သူလည်းအဲ့လိုမျိုးပဲယောဂဖြစ်နေတယ်ဖြစ်နေတဲ့ခါကျသူအဲ့ဒီချောကဲမှာသူ operation လုပ်လိုက်တယ် operation လုပ်တဲ့ခါကျတော့ तू ကမပြောင်းနိုင်ဘူးပြန်ပြီးတယ်လိုက်ပြီးတော့ operation ဥစားခွဲသူဟာနဲ့ तू ပေါ့နော်အဲ့ဒီဆေးခန်းနေမှာခွဲပြီးတော့ तू ပြန်လုပ်လိုက်နဲ့အားနဲ့ तू ကဆရာဝန်တွေကသူ့ကိုပြောတယ်မိုးရဆေးဝါးမသုံးရဘူးအသားတွေလည်းပေါ့နော်မစားရဘူးလို့သူ့ပြောတယ်ဒါပေမဲ့ तू ကနားမထောင်ဘူးငါ့ကိုတဲ့မိုးရအရက်မတောက်ရဘူးလို့ပြောတယ်ဘီယာတော့ तू တောက်တယ်အရက်မှမဟုတ်တာတဲ့ဘီယာတဲ့အဲ့နဲ့ကျမက तू ပြောတယ်အရက်ပဲလေအဲ့ဒါဘီယာလည်းအရက်ပဲမတောက်နဲ့မရဘူးလို့ပြောဘီယာအရက်မဟုတ်ဘူးတဲ့ဆရာဝန်ကအရက်လို့ပြောတယ်တဲ့အရက်မဟုတ်ဘူးဆိုတော့ကျွန်တော်တောက်တာပဲတဲ့အဲ့နဲ့ तू ကစိတ်ဘယ်လိုပြောမလဲစိတ်တကြပြီးတော့ तू လဲသူ့ရဲ့အနာအကြောင်းပေါ့နော်စိတ်တကြပြီးတော့ तू မြန်မာပြည်ပြန်သွားတယ်ပြန်သွားပြီးတော့အဲ့မှာလည်းသူမတက်တာသေးဘူးတဲ့အဲ့နဲ့သူ့ကိုကျမပြောပြတယ်အသားတွေပေါ့နော်ပြီးတော့အပုတ်အဆက်တွေမစားပါနဲ့ဆိုပြီးတော့သူ့ကိုကျမပြောတဲ့ခါကျတော့ तू ကမရှောင်နိုင်ဘူးတဲ့စားတယ်ဒါပေမဲ့မြန်မာပြည်မှာကျတော့သူတို့ဘယ်လိုနဲ့ကိုယ့်ရဲ့တိုင်းရင်းဆေးတွေနဲ့ကုတာဖြစ်မှာပေါ့နော်အဲ့ဒီချိန်ကျတော့ तू ကပျောက်သွားလားမပျောက်သွားလားတော့မသိဆက်သွယ်မရတော့ဘူးဆိုတော့လေဒီမှာအဲ့ဒါကြောင့်မလို့ဒီမှာရှိတဲ့ကျမအနေနဲ့ချစ်တဲ့ညီကိုမောင်နှမတွေပေါ့နော်ဖြစ်နိုင်ရင်တော့အသားငါးတွေပေါ့နော်ရှောင်နိုင်တယ်လို့ရှောင်အပူအဆက်တွေပေါ့နော်ရှောင်နိုင်တယ်လောက်ရှောင်းပြီးတော့ပေါ့နော်အဲ့လိုမျိုးကျမရေးကိုပေါ့နော်အားလုံးဂရုစိုက်နိုင်ကြပါစေလို့ကျမအနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အခုလိုကျမရေးနဲ့ဆိုင်တဲ့အသိပညာများကိုမျှဝေပေးသွားတဲ့ဆရာမပါရီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အခုအရောက်စီတိုင်းပါဝင်ဖို့အတွက်အလွန်ငွေကောက်ခံချိန်ဖြစ်ပါတယ်အလွန်ငွေကောက်ခံပေးဖို့အတွက်လျာနိုနဲ့ဇုံငယ်လုံးပါလျာနိုနဲ့နုချင်းအလွန်ငွေစက်ကပေးဖို့အတွက်ဆရာချင်းငိုင်အလူငွေကောက်ခံတဲ့ချိန်ဂုံတော်ချင်းမဖို့အတွက်လျာဆန်ဆန်
အလူကိုစက်ကကြရအောင်အထိုက်ကောင်းကဲ့မနိုင်ရှိတော်မူသောကျွန်တော်တို့ဖျားသခင်ကရောစင်ကြီးတော်ကြောင့်အဝေးရှိစမြောက်ကိုပဲလဲစတဲ့ခွင့်ပြတဲ့တော့ချက်ထိုးပဲကျိုးတယ်ပါ၏အခုကျွန်တော်ပါလာတော့အလူငွေများကိုကရောစင်လက်ခံတော်မူပါထဲဝန်တော့သူအရောက်တဲ့ပေါ်နဲ့လဲကရောစင်ကောင်းစီပြီးချင်တာပြန်တို့၏လို့ရကလေးရနိုင်ကရောစင်မဆာတနာတော်မူပါရေလွင်များကိုရေလိုငွေများကိုကရောစင်နိုင်ငံတော်ခြေဖြင့်ပို့ရတဲ့ကရောစင်အုံပြုတော်ဝါမိကြယေရှုဖျား၏နာမတော်မြတ်ကိုမိပြု၍ကရောစင်စနေလက်စကတ်အနံပါိဖာအာမင်အခုလိုအလူငွေကောက်ခံပေးတော့ညီမငယ်များတော်၎င်းဆရာချင်းငိုင်းတော်၎င်းအထူးပဲကျေးဇူးတင်ရှိပါတယ်အခုစုံသွဲတဲ့ချင်းတီဆိုဖို့ညံနိုးတို့စုံသွဲကိုဖိတ်ခေါ်ပါတယ်သူတို့တချင်းဆိုနေတဲ့ချိန်action song အဖွဲ့များကြိုတင်ပြင်ဆင်ပေးပါရမေတ္တာရက်ခံရပါတယ်ဒီတချင်းကတော့ဆယ်လံပြင်းနေဆိုတော့မလေးအစမပြေလို့ဒီမှာကိုဟာနဲ့ဆိုတူတူဆိုမယ်တချင်းကောင်းစင်ကတော့ချင်းမအစင်လို့မြင်ရပါတယ်check In a time to she get Jesus don't missing. In a time some again Jesus don't missing. In a time to she get Jesus don't missing. In a time some again Jesus don't missing. Yeah, yeah. Yeah, yeah. 나의 미니 되라이 그러시면 바위게 비머지에 시에 되고 가예 안에게 진짜 막의 불에 진외시게 연래 그러신 빔유가부 람벼비에 시에 늦다리고 별렘 속나이고 이니에 딸 두시게 제수도 지원 미신 이니에 딸 사막에 제수도 지원 미신 yeah.
လေးရှင်နိုင်မှာကျေးဇူးတော်ရည်သွေးခြင်းနေ့ရက်တိုင်းသူရှိခဲ့ကျေးဇူးတော်ချီးမွမ်းမေစေနေ့ရက်တိုင်းဆောင်မခဲ့ကျေးဇူးတော်ချီးမွမ်းမေစေနေ့ရက်တိုင်းသူရှိခဲ့ကျေးဇူးတော်ချီးမွမ်းမေစေနေ့ရက်တိုင်းဆောင်မခဲ့ကျေးဇူးတော်ချီးမွမ်းမေစေ ရုပ်ရှင်တိုင်းဖြတ်တင်ကောင်းချီးချပေးပါစေ
အခုလိုဂုံတော်ချင်းမပေးသွားတော့ညောင်လုံးနဲ့ဆရာဟောင်းတော်၎င်းတေးသေးဦးဖော်ပေးသွားတဲ့ညီမငယ်များတော်၎င်းနောက်တွင်ဖျားရဲ့ဂုံတော်ဖျားရဲ့မှုတော်၌ဒီထက်ဖျားသခင်အသုံးပြုပါစေအခုအားပေးစကားပြောကြပေးဖို့အတွက်ဆရာထိုက်စော်ကိုယေရှုနာမအဖြစ်ဖိတ်ခေါ်အပ်ပါတယ်အားလုံးမင်္ဂလာရှိတော့ AY လူငယ်လူရဲ့အစီအစဉ်ဖြစ်ပါစေလို့ရှေးဥစွာနှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့ကျတော့ဆရာထူးမောကျွန်တော်စာပို့တယ်ကျွန်တော်တို့ဖျားเจ้าမှာလာပြီးတော့လူငယ်လူရဲ့အစီအစဉ်မှာအပိစကားပြောပြပါလားလို့သူကပြောတယ်ယေရှုခရစ်တော်ရဲ့နာမနဲ့သူကခေါ်ဖိတ်တဲ့အခါမှာယေရှုခရစ်တော်ပါပြီဆိုတော့မလာလည်းမရတော့အဲ့နဲ့အာနာပါနာနဲ့ကျွန်တော်လာလိုက်တော့ရောက်လဲရောက်ကိုယ့်ထက်အားရှိနေတဲ့လူငယ်လူရွယ်တွေအများကြီးတွေ့ရတယ်ကျွန်တော်တော့လက်ပြန်ရင်ကောင်းမလားစဉ်းစားတယ်ကိုယ့်ထက်အားရှိတယ်လေအားပေးစရာမှမလိုတာအဲ့နဲ့ဟာစိတ်ထဲမှာတစ်မျိုးပဲကိုလာအားပေးတဲ့ခါမှာအာရောဖြစ်ပါမလားကိုကပဲအားပြန်ယူနေရတယ်ဒီတော့ကျွန်တော်ကျန်းချက်ကလေးတွေအနေငယ်ဝင်များလို့တယ်ခွန်အားရရှိဖို့အတွက်ကျွန်တော်တို့အပတ်တိုင်းဥပုဒ်တော်နေ့ရောက်တိုင်းကျွန်တော်တို့ဗိမာန်တော်မှာလာကြတယ်ဘာလာလောက်တာလဲမိခွန်းထုတ်တာဘာလာလောက်တာလဲကျွန်တော်တို့ဗိမာန်တော်မှာဘုရားကိုလာရှိခိုးတာနော်ဘာဖြစ်လို့ဘုရားကိုလာရှိခိုးတာလဲဘုရားမှာထားတာကိုပြီးတော့ကျွန်တော်တို့ရဲ့အဓိကဥတီချက်ကကောင်းကင်နိုင်ငံသွားခြင်းလို့ဟုတ်တယ်နော်ဆရာနော်ကျွန်တော်တို့ကောင်းကင်သွားခြင်းလို့ကောင်းကင်မှာဘာရှိလဲဆိုတော့ကိုတည်တည်ချာချာတိကျကျတမန်ကျမ်းစာတွေကအကုန်လုံးမဖော်ပြထားအောင်နည်းနည်းလေးအရေးအမွဲလောက်ပဲပြောထားတယ်ကျမ်းစာထဲမှာပြောထားတဲ့ကောင်းကင်ရွှေပြည်ဆိုရင်ကျွန်တော်တို့ရောက်သွားရင်ပို့ပြီးတော့ထူဆန်းတဲ့အရာတွေကျွန်တော်တွေ့ရမယ်အဲ့ဒါကိုမျှော်ကိုးပြီးကျွန်တော်တို့ဥပုဒ်တော်နေ့ရောက်ရင်လာကြတယ်လာတဲ့အခါမှာဖျားစကားကိုကျွန်တော်တို့ကြိုးစားပြီးနားထောင်ကြတယ်။ဘာကြောင့်လဲ။ကောင်းကင်သွားခြင်းလို့ကောင်းကင်သွားခြင်းနဲ့စိတ်နဲ့ကျွန်တော်တို့ဖျားစကားကိုနားထောင်ရင်ကျွန်တော်တို့ကောင်းကင်မရောက်နိုင်ဘူး။အဲ့တစ်ချက်ကျွန်တော်သိထားဖို့လိုတယ်။ကျွန်တော်တို့ကောင်းကင်ရောက်နိုင်မဲ့အဓိကတော့ချက်ကဘာလဲဆိုတော့ဖျားကိုချစ်ဖို့ဖြစ်တယ်။ဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်မယ်ဆိုရင်ကောင်းကင်ရောက်မယ်။ Okay ဒါဆိုကျွန်တော်တို့ထာဝရဘုရားကိုကျွန်တော်တို့ဘယ်လိုချစ်ကြမလဲ။ထာဝရဘုရားလည်းမရှိဘူးလေကျွန်တော်ထမင်းကျွေးချင်တယ် तू ထမင်းစားဖို့ခေါ်ဖိတ်လဲ तू မလာဘူးကောင်းကင်မှာ तू ရှိတာဟုတ်ဘလို့လုပ်မလဲဘုရားကိုကျွန်တော်ချစ်ချင်တယ်ဘုရားအနားမှာမရှိနိုင်ဘူးဒါဆိုရင်ကျွန်တော်တို့ဘုရားရဲ့နှုတ်ကပတ်တော်ကသူ့ကိုဘလို့ချစ်ဖို့သူ့ကိုဘလို့ကျွန်တော်တို့သူ့ကိုဘလို့ချစ်နိုင်မလဲဆိုတော့ तू လမ်းပြထားတယ်ဒါလေးကိုကျွန်တော်အနေငယ်လာဒီမှာလာရောက်ပြီးတော့ဆရာထူးမုံအပြင်ကျွန်တော်လာဝင်ငှခြင်းဖြစ်ပါတယ်ကျွန်တော်ကျန်းချက်တစ်ချက်အရင်ဖတ်ပြလို့တယ်ဘယ်မှာတွေ့ရလဲဆိုတော့ဗျာဒိတ်ကျမ်းခန်းကြီး22အငယ်7မှာ Revelation 22 verse 12ငါသည်အလင်းအမြန်လာမည်ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းဆက်ပေးမည်ဘုရားသခင်ပြန်လာတဲ့အခါမှာယေရှုခရစ်တော်ပြန်လာတဲ့အခါမှာကျွန်တော်တို့လှုပ်တဲ့အပြစ်ဒုစရိုက်တွေအတွက်သူအပြစ်ပေးမယ်တဲ့ကောင်းတဲ့အလုပ်လုပ်ရင်ကောင်းတဲ့အရာပေးမယ်လို့သူပြောထားတယ်ကျွန်တော်မကောင်းတဲ့ဒုစရိုက်တွေအများကြီးလုပ်ခဲ့ဘူးလေယေရှုခရစ်တော်ကိုကျွန်တော်ယုံကြည်လက်ခံလိုက်ပြီယေရှုခရစ်တော်ပြန်လာရင်ကျွန်တော်ကယ်တင်ခြင်းရမယ်ဒါပေမဲ့ကျွန်တော်ကောင်းကင်မသွားခင်ယေရှုခရစ်တော်ကကျွန်တော်ကိုနှစ်ရက်ဆွဲပြီးထိုင်ထား90လောက်လှုပ်ပါမင်းမအပြစ်ရှိတယ်သူလှုပ်ခိုင်းမှာမဟုတ်ဘူးဟုတ်တယ်နော်ဒါဆိုရင်ကယ်တင်ခြင်းရရှိမဲ့လူတွေအားလုံးဟာဆိုရင်သူပြန်လာတဲ့အခါမှာပြစ်ဒဏ်ပေးခြင်းကိုလုံးဝမခံရတော့ပြစ်ဒဏ်ပေးခြင်းခံရမဲ့လူတွေကဘာတူလဲ
ကယ်တင်ခြင်းမရမဲ့လူတွေအခုကျွန်တော်တို့အခုအချိန်မှာခရစ်တော်ယေရှုပြန်မလာသေးဘူးကျွန်တော်တို့အပြစ်ဒုစရိုက်လို့ပြောတဲ့အခါမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့နားမထောင်မိတဲ့အခါမျိုးမှာဖခင်သခင်ကဒုံနဲ့ရိုက်လိုက်မယ်ကျွန်တော်တို့အဲ့ဒီရိုက်ခြင်းကိုမခံရဘူးဆိုရင်တေချပြီးငရဲသွားရတော့မယ်တန်ရှင်သောဝိညာဉ်တော်စိတ်နာပြီလဲမကြည့်တော့ဘူးဘာအပြစ်မှလည်းမရတော့ဘူးအပြစ်ပေးခြင်းကိုမရတော့ဘူးယေရှုခရစ်တော်ပြန်လာရင်အဲ့ဒီအပြစ်တွေကိုအားလုံးခြုံပြီးတော့ကျွန်တော်ခံရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့စူးစမ်းကြရမယ်ဘာကိုစူးစမ်းရမလဲဆိုတော့ကျွန်တော်တို့လုပ်နေတဲ့အရာတွေဟာဆိုရင်ဖခင်ရဲ့စကားတော်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလားဖခင်စကားတော်နဲ့မကိုက်ညီတဲ့အပြစ်ဒုစရိုက်တွေများဖြစ်နေလားသိရှိဖို့ကျွန်တော်တို့တမန်ကျမ်းစာဖတ်ရမှာဖြစ်တယ်ကျွန်တော်အဓိကရောက်လာခြင်းအဆိုရင်ကျမ်းစာဖတ်ဖို့ကျွန်တော်လာအားပေးတိုက်တွန်းခြင်းဖြစ်တယ်တမန်ကျမ်းစာကိုဖတ်ပါပြီးတော့ဒုတိယကျမ်းစာအုပ်ဖြစ်တဲ့မမဝတ်ရဲ့ prophet မမဝတ်ရဲ့စာပေတွေကိုဖတ်ပါအဲ့ဒါလေးကျမ်းစာအုပ်ပဲဖျားစီကလာတဲ့စကားတွေကိုရေးသားထားတဲ့တမန်ကျမ်းစာကျွန်တော်တို့လက်ရှိကင်ထားတဲ့တမန်ကျမ်းစာပေါ့နော်အဲ့ဒါတမန်ကျမ်းစာဖြစ်သလို prophet မမဝတ်စီကနေလာတဲ့စာပေတွေဟာဆိုရင်လေဖျားရဲ့စကားဖြစ်တဲ့အတွက်ဒါလည်းတမန်ကျမ်းစာလို့ကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်တို့မလိုက်နာခြင်းတဲ့အချက်တွေအများကြီးရှိတယ်ဥပမာခုနကျမ်းမာခြင်းအကြောင်းပြောသွားတဲ့အသားစားခြင်းအသားစားလို့ကောင်းတယ်ဒါပေမဲ့မမဝိုင်းစာပေထဲမှာကြိုးစားပြီးတော့နည်းနည်းပဲစားပါမပြောထားဘူးကြိုးစားပြီးလုံးဝမစားဖို့သူပြောထားတယ်အဲ့ဒါကိုကျွန်တော်တည်တည်ချာချာနားထောင်ဖို့လိုတယ်ယောဟန် John 3 verse 16မှာကျွန်တော်အားလုံးသိတယ်ဖျားသခင်ဤသားတော်ကိုယုံကြည်မယ်ဆိုရင်တဲ့ကျွန်တော်တို့ဘာရမလဲထာဝရအသက်ရမယ်ဖျားသခင်သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရရှိခြင်းကဘုရားသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားဆိုတာကမ္ဘာမှာရှိတဲ့လူသားအားလုံးကိုဘုရားသခင်ဆိုရင်ချစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကိုကယ်တင်ဖို့ယေရှုခရစ်တော်ကိုစေလွှတ်ပြီးတော့အသေးခံခိုင်းလိုက်ပြီဘာမှမလိုတော့ဘူးယေရှုခရစ်တော်ကိုယုံကြည်ရတဲ့ကယ်တင်ခြင်းရရှိပြီလို့ခရစ်ယာန်အများစုကလက်ခံထားတယ်အဲ့ဒါအယံမားတယ်ဘာဖြစ်လို့မားလဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်ပြီးဆိုပြီးတော့မှလှုပ်ချင်တာတွေလုပ်နေတယ်အဲ့ဒါဖះမကြိုက်ဘူးโอเคရှမသက်ခရစ်ယာန်ခန်းကြီး9အငယ်38 39 40 41 42ကျွန်တော်မျက်မှန်မပါဘူးလာခါနီးကျွန်တော်မျက်မှန်ရှာတာမျက်မှန်မတွေ့ဘူးစိတ်မကောင်းဒါလည်းစုံစမ်းခြင်းတစ်ခုပဲဒါပေမဲ့ကျွန်တော်အောင်နိုင်ခဲ့တယ်ရောက်လာနိုင်အောင်ကျွန်တော်လာခဲ့တယ်မျက်မှန်မပါပေမဲ့လည်းကျွန်တော်စူးစမ်းပြီးရောက်လာနိုင်ခဲ့တယ်ဖះကိုဂုဏ်တော်ဖះရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ရှမသက်ခရစ်ယာန်ခန်းကြီး9အငယ်38ကနေ40နှစ်မှာကျွန်တော်ဖတ်ပြမယ်သူ့မျက်စိကိုဖျက်လျင်ကိုမျက်စိဖျက်ခြင်းကိုခံစေသူ့သွားကိုချိုးလျင်ကိုသွားချိုးခြင်းကိုခံစေဟူသောပညတ်စကားကိုသင်တို့ကြားရပြီငါပညတ်ဒီကနှောက်ယှက်သောသူကိုမစီးတားကြနှင့်သင်ဤပါတစ်ဖက်ကိုသူတစ်ပါးပုတ်လျင်ပါတစ်ဖက်ကိုလက်၍ပေးအောင်လောသင်အင်ကြီးကိုယူလို၍တရားတွေ့သောသူအားသင်ဝတ်လုံကိုလည်းယူစေခြင်းကအခွင့်ပေးအောင်လောအကျဉ်သူသည်သင်ကိုအနိုင်ပြု၍ခရီးတိုင်သွားစေ၏ထိုသူနှင့်တကွနှစ်တိုင်သွားအောင်လောတောင်းသောသူအားပေးလော့ချင်းငါလိုသောသူကိုလည်းမငင်းမပယ်နှင့်အဲ့ဒီကျမ်းချက်လေးကအဓိပ္ပာယ်ရှိတယ်နော်ကိုပါတစ်ဖက်ကိုရိုက်မယ်ဆိုကျန်တဲ့တစ်ဖက်ပြန်ပေးလိုက်အောင်နဲ့ရိုက်ခိုင်းလိုက်ပါအောင်နဲ့ဖြစ်နိုင်လားမဖြစ်နိုင်နော်ဟဲ့ကောင်မနေငါ့ကိုပြန်လှုပ်ချင်တယ်နော်လူသားပဲမခံနိုင်ဘူးဒါပေမဲ့ဘုရားသခင်ဒီမှာပြောထားတယ်တမန်ကျမ်းစာထဲမှာဘုရားပြောတဲ့အတိုင်းနားထောင်မယ်ဆိုရင်တတိမရှိတဲ့လူမဟုတ်လူညံ့မဟုတ်တကယ်တတိရှိတဲ့လူပဲလှုပ်ပြီးနိုင်တာဖြစ်တယ်
ပါတစ်ဖက်ကိုရိုက်လို့ကျန်တဲ့တစ်ဖက်ပြန်ခံပေးဖို့တတိမရှိရင်မဖြစ်နိုင်ဘူးအားကြောင့်မလို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေလူငယ်တွေအများစုပေါ့ကျမ်းစာထဲမှာဗာပြောလဲလူတယောက်ကိုကျွန်တော်တို့ဘယ်နှကြိမ်ခွင့်လို့ပြရမလဲ90ခုနှစ်လီအဲ့ဒါကိုမြောက်လိုက်ခုနှစ်လီ400ကျော်တယ်နော်499โอเคကျွန်တော်ခွင့်လွတ်လိုက်ပြီဒါပေမဲ့ကျွန်တော်မိမရအောင်ရှိလားအဲ့လိုမျိုးလူတေးချလားနေဟိုတယောက်လေနေအဲ့လိုလှုပ်ထားတာလေနေခွင့်လွတ်ပြီမဟုတ်လားခွင့်လွတ်တယ်ဒါပေမဲ့လေငါအဲ့ဒါကိုပြန်ပြီးတော့မှတွေ့တဲ့အခါမှာငါပြန်သတိရတယ်ဒါစစ်မှန်တဲ့ခွင့်လွတ်ခြင်းမဟုတ်ဘူးဒါဆိုစစ်မှန်တဲ့ခွင့်လွတ်ခြင်းကိုကျွန်တော်တို့ဘယ်လိုလုပ်ရနိုင်မလဲယေရှုခရစ်တော်ကပြောထားတယ်ပါတစ်ဖက်ရိုက်ရင်ကျန်တဲ့တစ်ဖက်ပေးအောင်နဲ့အဲ့ဒါအတာထောင်းပါရိုက်တဲ့ကိစ္စခဏထားကျွန်တော်တို့ခုနခွင့်လွတ်ခြင်းဆိုတဲ့အရာကိုစစ်မှန်တဲ့ခွင့်လွတ်ခြင်းဖြစ်သွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲကျွန်တော်လုံးသားကိုဘယ်လိုလုပ်ယူမလဲအဖြေပေးနိုင်မလားကျွန်တော်ပြန်ဆင်းတော့မယ်ပြီးပြီမပေးနိုင်ဘူးနော်ပြီးကြိုးစားကြည့်ပါကျွန်တော်ထက်ဒီမှာကျွန်တော်စလာကြတဲ့ကျွန်တော်ပြန်လဲချင်တာကျွန်တော်ထက်အားရှိတဲ့လူကြီးပဲကျွန်တော်တွေ့တာကျွန်တော်တို့မမေ့နိုင်ဘူးဒါပေမဲ့အဲ့ဒါစစ်မှန်တဲ့ခွင့်လွှတ်ခြင်းမဟုတ်ဘူးစစ်မှန်တဲ့ခွင့်လွှတ်ခြင်းဆိုတာကျွန်တော်တို့လုံးဝမိပြောင်းနိုင်ရမယ်ဒါပေမဲ့အုံနောက်ကြီးကမေ့လို့မရဘူးလေဆရာထူးမဟုတ်တယ်နော်ဟုတ်တယ်ကျွန်တော်မေ့လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ခံယူချက်လေးတစ်ခုရှိနေဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့အလန်ဂျီဝိုက်စာပေထဲမှာပဲတွေ့နိုင်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် example ဆရာထူးမှုနဲ့ပဲကျွန်တော်ယဉ်နီးတယ်ဆိုတော့ကျွန်တော်သူနဲ့ example ပြောပြမယ်ဆရာထူးမွန်ကိုကျွန်တော်ကအကြောင်းအမျိုးမျိုးနဲ့သူ့ကိုစိတ်နာအောင်ကျွန်တော်လှုပ်လိုက်တယ်သူကျွန်တော်ကိုစိတ်နာတယ်နော်ဒါပေမဲ့သူဟာဆိုရင်ဖခင်သားတစ်ယောက်ဖြစ်တယ်ယေရှုခရစ်တော်ကိုလုံးဝယုံကြည်လက်ခံထားတဲ့သူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့သူစိတ်နာအောင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့သူ့ရဲ့ဖုန်းကိုကျွန်တော်ငားလိုက်တယ်သူ့လာစားတဲ့ကဝယ်ထားတာမကြသေးဘူးနောက်ဆုံးပေါ် Galaxy S10 ပေါ့S10 ဝယ်ထားတာမကြသေးဘူးအဲ့ဒါကိုကျွန်တော်ကခဏငားမယ်နော်ခဏပဲကျွန်တော်ဓာတ်ပုံလေးရိုက်ပြီးပြန်ပေးမယ်တကယ်တမ်းငားလဲပြီးတော့ကျွန်တော်ပြန်မပေးဘူးကျွန်တော်ကြိုက်လို့ကျွန်တော်ယူလိုက်တယ်အဲ့ဒါကိုဆရာထူးမုံကအရန်ကျွန်တော်ကိုစိတ်နာတယ်ကျွန်တော်ဘာကြောင့်သူ့ဖုန်းကိုကျွန်တော်ပြန်မပေးဘဲယူလိုက်တာလဲသိလားကျွန်တော်လိုချင်လို့အဲ့ဒီသူတစ်ပါးပစ္စည်းကိုလိုချင်တက်မှတ်ခြင်းကဘယ်ကလာလဲစာရန်စီကလာတယ်စာရန်ရဲ့ဝိညာဉ်ကကျွန်တော်ထဲမှာဝင်ပြီးတော့သူအလုပ်လုပ်သွားတယ်ဆရာထူးမုံကကျွန်တော်ကိုမမုန်းမနဲ့ဘသူကိုမုန်းရမလဲကျွန်တော်ထဲဝင်နေတဲ့နှက်ဆိုးကိုသူမုန်းရမယ်ကျွန်တော်ထဲမှာဝင်နေတဲ့နှက်ဆိုးထွက်သွားအောင်သူကျွန်တော်အတွက်ဆုတောင်းပေးနေရမယ်သဘောပေါက်လားပေါက်လာပြီနော်အဲ့ဒါဆိုသူကျွန်တော်ကိုမေးကျွန်တော်သူ့ပေါ်မှာအနိုင်ယူခဲ့တဲ့အရာကိုသူကျွန်တော်စစ်မှန်တဲ့ခွင့်လွှတ်ခြင်းရသွားလိမ့်မယ်သူရသွားမှာဒီမှာရှိတဲ့ညီကိုမောင်နှမတွေလည်းကိုယ့်အပေါ်မှာအနိုင်ယူခဲ့တဲ့ဘသူမဆိုကိုယ့်မိန်းမပဲဖြစ်ဖြစ်ကိုယ့်အကိုမိတ်ဆွေပဲဖြစ်ဖြစ်အနိုင်ယူခဲ့တဲ့ဟာဘာကြောင့်အနိုင်ယူခဲ့တာလဲနှက်ဆိုးကသူ့ထဲဝင်ပြီးတော့ငါ့ကိုအနိုင်ယူတာအဲ့ဒီအတွက်ကျွန်တော်တို့ခွင့်လွှတ်ဖို့တမန်ကျမ်းစာကပြောထားခြင်းဖြစ်တယ်သဘောပေါက်လားပေါက်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဘသူကိုမဆိုကျွန်တော်တို့အကြောင်းတိုက်ဆိုင်မှုပေါ်လာတိုင်းသတိမရတော့ဘူးသတိရခဲ့ရင်တောင်မှနှက်ဆိုးကသူ့ထဲဝင်ပြီးတော့ငါ့ကိုအနိုင်ယူခဲ့တယ်ဆိုတဲ့ဟာကိုပြန်သတိရပြီးတော့သူ့အတွက်ဆုတောင်းပေးနေလိမ့်မယ်စစ်မှန်တဲ့ခွင့်လွှတ်ခြင်းရပြီကျွန်တော်တို့ရမှာကျွန်တော်တို့ခွင့်တကယ်မိတော့မမေ့နိုင်ဘူးဒါပေမဲ့ဘာလို့မမေ့နိုင်လဲသူ့ထဲနှက်ဆိုးဝင်ခဲ့လို့ငါ့ကိုအနိုင်ယူခဲ့တဲ့ဟာကိုပြန်သတိရမယ်ကျွန်တော်တို့အဲ့ဒီသတိရခြင်းအပြင်ကျွန်တော်တို့သူ့ကိုအချိန်မရွေးမိတ်ဆွေတယောက်အနေနဲ့ပြန်ပေါင်းသိနိုင်မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ခုနအရင်ပြောသလိုမမေးနိုင်ဘူးနော်မင်းငါ့ကိုအဲ့လိုလုပ်ခဲ့တာအဲ့လိုမြို့တော့ငါခွင့်လွတ်တယ်နော်မခွင့်လွတ်လို့မရဘူးလေကျမ်းစာထဲမှာဗာပြောထားလဲခွင့်လွတ်မှမိကေတီချင်းရမယ်ပြောထားတယ်
အားကြောင့်မလို့ကျွန်တော်တို့ကကယ်တင်ခြင်းရခြင်းလုံးလုံးသာနှုတ်အားဖြင့်တော်၎င်းအမူအရာအားဖြင့်တော်၎င်းခွင့်လွတ်ပါတယ်ကွာမြို့ငါခွင့်လွတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကနှလုံးသားထဲမှာဆွဲနေတယ်အဲ့ဒီဆွဲလဲခြင်းဟာဆိုရင်နတ်ဆိုးရဲ့အနိုင်ကျင့်ခြင်းကိုသူခံနေရလို့ကျွန်တော်တို့သူ့အတွက်ဆုတောင်းပေးနေရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့တကယ်စစ်မှန်တဲ့လွတ်မြောက်ခြင်းကိုရရှိမှာဖြစ်ပါတယ်တုတ်တန်ကျမ်းအခန်းကြီး၈အငယ်73မှာထာဝရဘုရားကိုကြောက်ရွံ့သောသဘောကဒုစရိုက်ကိုမုန်းသောသဘောတည်းမာနထောင်လွှားခြင်းစော်ကားခြင်းမကောင်းသောလမ်းသို့လိုက်ခြင်းကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကိုငါမုန်း၏ငါဆိုတာဘာလို့လဲထာဝရဘုရားဖြစ်တယ်ထာဝရဘုရားဟာဆိုရင်အယံမုန်းနေတဲ့ဒုစရိုက်အပြစ်တွေကိုထောင်လွှားတဲ့စိတ်တွေသူတစ်ပါးကိုစော်ကားတဲ့ဟာတွေကျွန်တော်တို့စော်ကားနေမယ်သူတစ်ပါးကိုကျွန်တော်တို့အနိုင်ယူနေတယ်ဆိုရင်ထာဝရဘုရားကိုကျွန်တော်တို့ကဘာဖြစ်လဲမကြောက်တာနဲ့တူတယ်ဆန့်ကျင်ဘက်နော်ကျွန်တော်တို့အတိတ်ဘက်ကိုပြောင်းပြန်ပြီးတော့မှအတိတ်ဘက်အနက်ဖွင့်ရအောင်ကျွန်တော်တို့လှုပ်ချင်တာတွေလှုပ်နေချင်းအားဆိုရင်ဘုရားကိုထာဝရဘုရားကိုကျွန်တော်တို့မကြောက်တာနဲ့တူတယ်ထာဝရဘုရားကငါမကြောက်ဘူးကွာငါကြိုက်တာငါလှုပ်ချင်တာလှုပ်မယ်အဲ့လိုလူတွေအားဆိုရင်ခုနကျွန်တော်ပြောတဲ့ Revelation 22 verse 12ထဲကအတိုင်းခရစ်တော်ယေရှုပြန်လာရင်စီရင်ခြင်းကိုခံရမှာဖြစ်တယ်ဂလာတိဩဝါဒစာအခန်းကြီး3အငယ်28မှာယေရှုခရစ်၌ယူဒလူမရှိဟေလသလူမရှိကျူမရှိလူလူမရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌သင်တို့အပေါင်းသည်တလုံးတဝတည်းဖြစ်ကြ၏ဂလာတိ9အငယ်29မှာခရစ်တော်နှင့်ဆက်ဆိုင်လျင်အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ဂရိတော်နှင့်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏ကျွန်တော်တို့ယေရှုခရစ်တော်မှာယေရှုခရစ်တော်ကိုယုံကြည်တဲ့လူတွေဟာဆိုရင်လူမျိုးအမျိုးမျိုးမရှိကြဘူးလေဟုတ်တယ်နော်โอเคကျွန်တော်ဒီမှာမေးခွန်းတစ်ခုမေးမယ်ဒီမှာဇုံစစ်ရှိတယ်မစစ်တဲ့လူရှိလားလက်ထောင်ကြည့်ဇုံစစ်ပဲဒါပေမဲ့နည်းနည်းရောနေတယ်မစစ်ဘူးတယောက်နှစ်ယောက်ရှိရင်လက်ထောင်ကြည့်မရှိဘူးနော်ဒါဆိုဒီကျန်းချင်းနဲ့နည်းနည်းလူနေတယ်ယေရှုခရစ်တော်ကပြောလဲကျမ်းစာထဲမှာမဿဲထဲမှာလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေဖို့တွားပြီးတော့ဟောပြောပါတဲ့ဒီမှာရှိတဲ့လူငယ်လူရွယ်တွေကျွန်တော်အားပေးခြင်းတယ်တခါတလေကြာရင်သိတော့မလားစကားလေးပြောလိုက်တယ်ဇုံမစစ်ဘူးဆိုရင်ခရစ်တော်အကြောင်းမပြောတော့ဘူးလဲသွားဘာဖြစ်လို့လဲယေရှုခရစ်တော်အဲ့လိုမမှားထားဘူးနော်ကျွန်တော်တို့အဲ့ဒါသတိထားဖို့လိုတယ်သတိထားဖို့ကျွန်တော်ဒီမှာရှိတာကျွန်တော်တဲ့ဝိညာဉ်ခွန်အားပြေဝနေတဲ့လူတွေပဲကျွန်တော်တို့ကြိုးစားကြရအောင်ကျွန်တော်တို့ခေါ်ဖိတ်ကြပါအခုဆိုတိုးတက်မှုကျွန်တော်တွေ့တယ်အခုဆိုရင်ကျွန်တော်မြန်မာအချိန်လေးလို့ပြောမယ်နော်ဒီ AY လူငယ်အစီအစဉ်မှာလွန်ခဲ့တဲ့2နှစ်3နှစ်ကမရှိခဲ့ဘူးနော်ကျွန်တော်လာဘူးတဲ့ဒီကိုကျွန်တော်လာဘူးတဲ့ကျွန်တော်အရန်ခင်ခဲ့ဘူးတဲ့သူနဲ့တနေရာမှာဘယ်နေရာလဲဆိုတာသိတယ်နော်သူနဲ့ကျွန်တော်နဲ့ပဲသိတယ်တခြားလူမသိဘူးကျွန်တော်တို့ခင်ခဲ့ဘူးတဲ့ခင်ခဲ့ဘူးတော့ကျွန်တော်လာတဲ့အခါမှာကျွန်တော်အားကြတယ်အရန်ကောင်းတယ်ကိုယ့်ရဲ့လူမျိုးຫນွယ်စုတစုဝမ်းမြောက်ပျော်ရွှင်စွာဖြင့်ဘုရားသခင်ပေါ်မှာကျွန်တော်တို့ဘုရားရှိခိုးကြတယ်ဒါပေမဲ့ဘုရားသခင်ကဘာမှာထားလဲလူမျိုးတကားတို့ကိုတွားပြီးတော့ငါရဲ့လူဖြစ်ဖို့မင်းတို့ဟောပြောရမယ်ကျွန်တော်ဘုရားစကားကိုဟိုနေရာလေးနားထောင်လိုက်ဒီနေရာလေးပဲနားထောင်လိုက်အဲ့လိုလုပ်လို့မရအောင်အကုန်လုံးနားထောင်နိုင်ရမယ်နားထောင်နိုင်ဖို့အတွက်အဓိကအချုပ်ကဘာလဲချစ်ချင်းမေတ္တာဖြစ်တယ်ကျွန်တော်တို့ချစ်ချင်းမေတ္တာမရှိနိုင်ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီဘုရားစကားကိုနားထောင်ဖို့မဖြစ်နိုင်နိတိအခန်းကြီး3ငယ်ဆက်ခွန်မှာဘုရားသခင်၏လူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်း
ဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုတုံသင်ခြင်းကျေးဇူးကိုပြုတတ်၏ကျွန်တော်တို့တွေဟာဆိုရင်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးကျွန်တော်တို့တွေဟာဆိုရင်ဘယ်သူတွေလဲဖျားသခင်ရဲ့သားသမီးတွေဖြစ်တယ်ကျွန်တော်တို့ဖျားသခင်ရဲ့သားသမီးတွေဟာဆိုရင်လူတွေဖျားသခင်ကိုမသိသေးတဲ့လူတွေကိုကျွန်တော်တို့တရားပြောဖို့ဆုံးမတုံသင်ဖို့ဖျားကကျွန်တော်တို့တာဝန်ပေးထားတယ်ကျွန်တော်တို့လှုပ်ကိုလှုပ်ရမယ်ရှင်ယောဟန်အခန်းကြီး30အငယ်1ကနေ9မှာအဲ့ဒါဘာလဲဆိုတော့သူကလေးတွေရဲ့တူထိန်အကြောင်းလေးပြောထားတာဖြစ်တယ်ကျွန်တော်တို့ရဆိုရင်ယေရှုခရစ်တော်ရဲ့ခြေရာတော်တိုင်းနားထောင်လိုက်လျှောက်ပြီးတော့ကျွန်တော်တို့ဖျားသခင်ရဲ့တိုးချံထဲမှာလုံခြုံစွာနေထိုင်နိုင်ဖို့ဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ယေရှုခရစ်တော်ရဲ့တုံတင်ထားတဲ့လမ်းပြထားတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့တကယ်နားထောင်လိုက်လျှောက်ဖို့လိုတယ်နားမထောင်တဲ့အခါမှာကျွန်တော်တို့ဘာဖြစ်သွားနိုင်လဲစာရမဏရဲ့စုံစမ်းခြင်းကိုကျွန်တော်တို့ခံလိုက်ရမှာဖြစ်တယ်ရှင်မသက်ခရစ်ယာန်အခန်းကြီး9အငယ်39နဲ့38မှာထိုအခါကိုတော်ကစပါးရိတ်စရာများစွာရှိရိတ်တော်သူတို့သည်နေကြ၏ထိုကြောင့်လှုပ်ဆောင်သောသူတို့ကိုစပါးရိတ်စေခြင်းကဆီလွတ်တော်မူမည်အကြောင်းစပါးရှင်ကိုဆုတောင်းကြလော့ဟုတပည့်တော်တို့အားမိန့်တော်မူ၏အဲ့ကျင့်ချက်ကိုနားလဲလားအပြင်မှာဝင်းမဲ့နေတဲ့စပါးတွေအများကြီးပဲအဲ့ဒီစပါးတွေကိုရိတ်ဖို့ဘယ်သူမှတာဝန်ရှိလဲကျွန်တော်တို့ပဲနော်ရိတ်မဲ့လူကကျွန်တော်တို့ပဲအဲ့ဒီကျွန်တော်တို့ရိတ်ဖို့အခွင့်ရရှိဖို့ကျွန်တော်တို့ဘယ်သူစီတောင်းရမလဲဖျားစီမှာတောင်းဖို့ခရစ်တော်မှာထားတယ်ဖျားသခင်ကျွန်တော်ကိုရိတ်သိမ်းဖို့ကျွန်တော်ကိုအလုတ်ခန့်ပါကျွန်တော်တို့အဲ့စပါးရိတ်ဖို့အလုတ်ကိုရရှိဖို့ဖျားစီမှာခွင့်တောင်းရမယ်ဖျားကခန့်အပ်မှကျွန်တော်တို့ရိတ်သိမ်းနိုင်မှာဖြစ်တယ်ကျွန်တော်တို့ရိတ်ကြရအောင်ကျွန်တော်ထင်ပါတယ်နောက်ထပ်2နှစ်3နှစ်ဆိုဒီမှာတယောက်မှကျွန်တော်မမြင်ချင်တော့ဘူးအကုန်သွားတော့ OC တို့ US တို့နော်သွားချင်းတယ်မလားကျွန်တော်လည်းသွားချင်းတယ်နော်ဒီမှာတယောက်မှမရှိကြနဲ့တော့ဟိုရောက်ရင်ဒီလိုမျိုးတော့မလုပ်နဲ့တခြားဇုံမဟုတ်တဲ့လူတွေလည်းခေါ်ပြောပါခေါ်ဖိတ်ပါဘာလို့လဲကျွန်တော်လက်ညှိုးထောင်ခိုင်းတယ်ဇုံမဟုတ်တဲ့လူတယောက်မှမရှိဘူးကျွန်တော်စိတ်မကောင်းအားတော့ရတယ်ဒါပေမဲ့နည်းနည်းစိတ်မကောင်းတခြားခရိယန်တွေအများကြီးပဲဟိုဗာလဲကချင်တို့ဘာလို့နော်ခရိယန်တွေအများရှိတယ်တယောက်ကလေးတောင်ကျွန်တော်မတွေ့ရအောင်ကျွန်တော်စိတ်ထဲမှာစိတ်မကောင်းဖြစ်မိတယ်ကျွန်တော်တို့ကြိုးစားကြရအောင်ကျွန်တော်ဒီမှာကျွန်တော်အမြင်ကတော့မခေါ်ဖိတ်လဲကိစ္စမရှိဘူးဘာလို့လဲဗိမာန်တော်ပြည့်နေပြီလေပြည့်နေပြီဆိုတော့ဒါပေမဲ့ကျွန်တော် US ဘာလို့ကြောင့်ဗိမာန်တော်ကျွန်တော်ထင်ပါတယ်အကြီးကြီးပဲအဲ့ချိန်ကျရင်ခေါ်ဖိတ်ကြရအောင်နော်โอเคဒီမှာကျွန်တော်သူတို့သမီး10ယောက်ကျွန်တော်တို့အားလုံးသိတယ်သူတို့သမီး9ယောက်ကစီကုံသွားတယ်စီသွားချီးတယ်တော်တော်အတကြီးတဲ့သူတို့သမီး9ယောက်ပဲနော်စီနည်းနည်းမှမပေးဘူးဒီမှာရှိတဲ့ဆရာမဆိုရင်စီနည်းနည်းပေးလိုက်မလားသူများလာတောင်းတယ်လေနော်ပေးချင်တာဗောဆရာထုံးကိုပေးမလားကျွန်တော်လာနည်းနည်းတောင်းနည်းနည်းပဲဟိုနော်ကို့မှာရှိတဲ့တဝက်ကလေးပေးမှာဗောဘာလို့လဲသူတို့သားလာပြီလေလာတဲ့အချိန်လေးနည်းနည်းလေးသိတယ်မလားရောလာပြီလာပြီနည်းနည်းယူလိုက်မီးလေးညှိပြီးတော့ငါတို့ဟန်ဆောင်ပြီးနေကြမယ်စီတွေအများကြီးရှိသလိုပေါ့ဒါပေမဲ့ဒါဟာပုံဆောင်ခြင်းဖြစ်တယ်ဒီသူတို့သမီး10ယောက်ကကျမ်းစာထဲမှာပုံဆောင်ထားတာတကယ်မဟုတ်ဘူးတကယ်အစစ်မှန်ကပါလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်စီဆိုတာတန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ဝင်ငါလို့မရအောင်ဆရာထုံးမစီကတန်ရှင်သောဝိညာဉ်တော်ကျွန်တော်ကိုနည်းနည်းပေးချင်တယ်သူပေးပိုင်ခွင့်မရှိဘူးအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ကိုယ်ခန္ဓာအထဲမှာရှိနေဖို့ကိုယ်တိုင်ပြင်ဆင်ရမှာဖြစ်တယ်ကိုယ်တိုင်ပြင်ဆင်ရမှာဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်တို့ပါတယ်ကျွန်တော်အားပေးတိုက်တွန်းချင်တာကဘာလဲဆိုတော့တကယ်တန်ရှင်သောဝိညာဉ်တော်ဝင်လာဖို့အတွက်ဝိညာဉ်အသီးကိုယ်လုံးကျွန်တော်အားလုံးသိတယ်ဝိညာဉ်အသီးကိုယ်လုံးကိုတစ်လုံးချင်းရှိနေဖို့ဖခင်ရဲ့ယေရှုခရစ်တော်ရဲ့ချစ်ချင်းမြတ်တော်ကျွန်တော်နားလေသဘောပေါက်ဖို့လိုတယ်နားလေသဘောပေါက်ပြီးတော့မှကျွန်တော်တို့အသက်တာမှာပြုပြင်ပြောင်းလဲလာမယ်ဆိုရင်တဖြည်းဖြည်းတန်ရှင်သောဝိညာဉ်တော်စီးဆင်းပြီးတော့ကိန်းအောင်နေမှာဖြစ်တယ်ယေရှုခရစ်တော်ပြန်လာရင်ကျွန်တော်တို့
ကျွန်တော်ရဲ့ရည်မှန်းချက်ကဘာလဲဆိုတော့ယေရှုခရစ်တော်ပြန်လာရင်ကျွန်တော်အဲ့ဒီမှာထားနေတဲ့လူတွေထဲမှာကျွန်တော်ပါရှင်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေလည်းကျွန်တော်စုံချင်တယ်စုံကြမှာပဲเนาะစုံရမယ်ဘာလို့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကအဲ့ဒါလေကျွန်တော်တို့အဲ့ဒီအတွက်နဲ့ကျွန်တော်အသက်ရှင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စုံကြမယ်ကောင်းကင်ရောက်တဲ့အခါမှာယေရှုခရစ်တော်ကိုကျွန်တော်ဒီလိုပွေ့ဖက်ချင်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမလည်းပွေ့ဖက်ချင်ပါပဲကျွန်တော်တို့ရင်ဆိုင်နေရတဲ့လက်ရှိနော်လက်ရှိရင်ဆိုင်နေရတဲ့အရာတွေဆိုရင်အယံခါတီးလို့ ਨੇ တခါတလေကြာရင်ကျွန်တော်ဘယ်လိုပြောမလဲလောကီသားတွေပြောတဲ့အတိုင်းကိုဟာနဲ့ကိုတော့အဆုံးစီရင်ချင်းစိတ်ဖြစ်မိဘူးတယ်တစ်ချိန်လုံးကအယံခါတီးတာဒါပေမဲ့အရာကိုဖျားလက်ထက်အပ်ပါဖျားသခင်ရဲ့လက်ထက်မှာအနံလိုက်မယ်ဆိုရင်ဖျားသခင်ဆိုရင်အယံဘယ်လိုပြောမလဲရှာဒရက်မီရှဲအဘေဒနီကိုသိတယ်နော်ဒန်ယေလရဲ့အဖော်၃ယောက်မီးပုံထဲမှာချားတယ်လို့ပဲကျွန်တော်တို့အခုလက်ရှိကြုံကြိုက်နေတဲ့ပြဿနာတွေဖျားငါ့ကိုကယ်ရင်ကယ်မကယ်ရင်လည်းငါအသေးခံလိုက်မယ်ဖျားပေါ်မှာတော့ဘယ်တော့မှတစ္ဆာမဖောက်ဘူးအဲ့လိုဆုံးဖြတ်ချက်မျိုးရှိနေရမယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီလူလောကဟာဆိုရင်ခဏပဲထာဝရအသက်ရှင်ရမှာကဘာတစ်မှာဖြစ်တယ်ကဘာတစ်နေရာမှာဖြစ်တယ်ပြီးရင်ကျွန်တော်အိမ်ပြန်လက်ဆောင်ကျမ်းစာတစ်ပိုက်ပေးလိုက်ခြင်းနဲ့အဲ့ဒါတော့ဗာလဲဆိုတော့တုတ်တန်ကျမ်းအခန်းကြီး9တစ်ခန်းလုံးပဲ Proverbs chapter 7 verses 1 to 27အဲ့ဒါရှိတယ်အိမ်မှာဂျေဇုပြန်ဖတ်ပါအဲ့ဒီထဲမှာဗာရေးထားလဲဆိုတော့ငါသားနဲ့ရေးထားတယ်ဖျားသခင်ကကျမ်းစာထဲမှာသမီးတွေကြတော့ငါအတွက်လည်းမပါဘူးအဲ့လိုထင်မယ်နော်အဲ့လိုမထင်ပါနဲ့ငါသားလို့ပြောလိုက်တဲ့ထဲမှာဒီကျမ်းစာကဘာသာပြန်ထားတာကျမ်းစာထဲမှာတော့ဖျားရဲ့သားသမီးအကုန်လုံးဟာဆိုရင်အတူတူပါပဲအဲ့ဒီထဲမှာကျွန်တော်ကျမ်းချက်ကလေးကိုနည်းနည်းလေးကျွန်တော်ပြောပြလို့တယ်အဲ့ဒါဘာလဲဆိုတော့တုတ်တန်ကျမ်းအခန်းကြီး9အငယ်9မှာအမျိုးပြတ်သောမိန်းမနှုတ်နှင့်ချောမောတတ်သောပြည်တစားမိန်းမလက်မှတင့်ကိုကယ်တင်ကြလိမ့်မည်ပြည်တစားမိန်းမအကြောင်းရေးထားတယ်ပြည်တစားမိန်းမနဲ့ကျွန်တော်တို့ Seventh-day Adventist လူငယ်တွေနဲ့ဘာဆိုင်လဲဘာမှမဆိုင်ဘူးနော်ဘာမှမဆိုင်ဘူးမကောင်းတဲ့မိန်းမနဲ့ကျွန်တော်တို့ပတ်သက်ဖို့အတွက်ကျွန်တော်တို့ဘာမှမဆိုင်ဘူးဟုတ်လားဟုတ်တယ်နော်ပြည်တစားအမျိုးသားနဲ့ကျမတို့နဲ့ဘာမှမဆိုင်ဘူးကျမတို့ကဖျားသားသမီးတွေဒီကျမ်းချက်ကငါတို့အတွက်မဟုတ်လို့မထင်လိုက်နဲ့ဒီကျမ်းချက်ဟာဆိုရင်ပုံဆောင်ထားခြင်းဖြစ်တယ်ကျွန်တော်တို့ Revelation ကျမ်းထဲမှာမိန်းမ2ဦးသိလားအပြူစင်တစ်ယောက်နဲ့နောက်တစ်ယောက်ကဘာလဲပြည်တစားမိန်းမနော်အဲ့ဒီပြည်တစားမိန်းမဆိုတာဒီကျမ်းစာထဲမှာရေးထားတာတုတ်တန်ကျမ်းထဲမှာအဲ့ဒီပြည်တစားမိန်းမကိုပြောနေခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဆိုလိုတာကဘာလဲဆိုတော့ပြည်တစားမိန်းမရဲ့အတွေ့အခေါ်အမှုအကျင့်တွေကျွန်တော်တို့သိနေဖို့အတွက်ဒီကျမ်းစာကိုကျွန်တော်ပြန်ပြီးလက်ဆောင်ပေးလိုက်ခြင်းဖြစ်တယ်တုတ်တန်ကျမ်းအခန်းကြီး9အငယ်1ကနေ20မှာမကောင်းတဲ့မိန်းမအကြောင်းရေးထားတယ်မကောင်းတဲ့မိန်းမဆိုတာကကျွန်တော်တို့ရဲ့ပြင်ပမှာရှိတဲ့တခြားအသင်းသူအသင်းသားတွေဖြစ်တယ်ကျွန်တော်တို့သတိထားရမှာဘုရားကသတိပေးထားတယ်သတိထားပါသူတို့ရဲ့အပြောအဆိုလေးတွေကပြားရည်လိုပဲချိုတယ်နော်နားထောင်လိုက်ဘာပြောလဲယေရှုခရစ်တော်ကိုယုံကြည်ကယ်တင်ခြင်းရပြီကျန်တာဘာမှမလိုဘူးနေလှုပ်မနေနဲ့လှုပ်လို့လည်းမရဘူးသူတို့ပြောလိမ့်မယ်တမန်ကျမ်းစာထဲမှာအဲ့လိုမသွန်သင်ထားဘူးအဲ့ဒါကြောင့်မလို့တုတ်တန်ကျမ်းအခန်းကြီး9ကိုယေရှုပြည့်ပြန်အစအဆုံးပြန်ဖတ်ပါကြိုးစားလိုက်နာနိုင်အောင်ဖျားသခင်စီထံမှာခွန်အားတောင်းပါဖျားကခွန်အားပေးမှကျွန်တော်တို့ဖျားရဲ့နှုတ်ကပတ်တော်ကိုနားထောင်လိုက်ရှောက်နိုင်မှာဖြစ်တယ်အသားကိုကြိုးစားပြီးနည်းနည်းစားဖို့ထက်လုံးဝမစားတော့အောင်ဖျားစီခွန်အားတောင်းပါဖျားခွန်အားပေးလိမ့်မယ်ကိုကသာမတောင်းလို့အသားလေးတွေ့နေသိရမလားကျွန်တော်လည်းအဲ့လိုပဲစက်သားကြော်လေးဆိုစားလို့ကောင်းမကောင်းစားနေတုံးပဲဒီကျွန်တော်ပြောတာပြောနေရတော့မသိရင်ကျွန်တော်ကမစားတော့သူလို့ကျွန်တော်စားနေတုံးပါ
ကျွန်တော်ဒီမှာရှိတဲ့ညီကိုကျွန်တော်အားလုံးအတူတကွကြိုးစားကြရအောင်ဘုရားသခင်စီထံမှာကျွန်တော်တို့မလွတ်မြောက်နိုင်သေးတဲ့စုံစမ်းခြင်းတွေကိုလွတ်မြောက်ဖို့ဘုရားစီခွန်အားတောင်းပါဘုရားခွန်အားပေးမယ်သူတယောက်ပဲခွန်အားပေးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘုရားရှင်သာ၍ဘုန်းကြီးပါစေဒီမှာရှိတဲ့ညီကိုမောင်နှမအယောက်စီပေါ်မှာလဲပုံမူ၍ကောင်းကြီးမင်္ဂလာများခံစားရရှိပါစေလို့ပြောကြရင်ညီကုံချုပ်လိုပါတယ်အခုလိုကျမတို့ဝိညာဉ်ခွန်အားပေးသွားသောဆရာထိုက်စွာအထူးပဲကျေးဇူးတင်ရှိပါတယ်အခုစုံသွဲတဲ့စင်းတီဆိုဖို့အတွက်တန်ခိုင်ဘွေးနဲ့သူတငယ်ချင်းကိုဖိတ်ခေါ်ပါတယ်ပြီးကြအစီအစဉ်ကြော်ညာဆရာရှိတာများကိုကြော်ညာတဲ့ချိန်ဖြစ်ပါတယ်Paso
หุ่นเบเด็กเด็กตานแกนซ้ำๆนี่นะหนูปีแต่นไม้อะหุ่นลากนะกุบสงอ่างแกนเจ้านักกิจเจียนินแต่อีขัดจึงใต้แต่หนูปีกิทุ่งเอ็ดมากูตาดามันซาลาเสียเกมสันเตเกียงอะไอเทเต็งจึงจังกิไปนี่ซ้อมเล่นนี่กิมมาหินแต่အခုလိုအတန်အေးနဲ့ဘုရားကုံတော်ချီးမွမ်းပေးသွားတော့တန်ခိုင်ပွဲနဲ့ဆရာတန်ခုပွဲရောလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အခုအပိတ်တချင်းတီဆိုဖို့အတွက်ဖြစ်ပါတယ်ပြီးကြအပိတ်စုတောင်းပေးဖို့အတွက်ဆရာထူးမွန်
องใจเอามิตรรชิมพาพยาพาพยปูสาวเชียอาพิอินิอุปโรนิตนิตาลงกรชินตุปาชิเรตัวจังทุจิตเตนชิบายทุตพินอีเอวิสิจิมาจนรู้อายาวได้ปาวินตัวเรโลกส่งตัวเรยาอาลงดีอัลลอฮ์ตั้มพิเศษยาวสีได้จะวิ่งข้อก็พิเศษบุญกรชิมบาสารมว่าลาเมตปตาลงเลยกรชิมปูส่งดอกมุบาบีมตียามาข้าเวเนตปตาลงก้าวมุนซัวกูยังลงอ่ะติดกูเอามียาเราคุยกูปีดีตามข้าเวเนลาเมปมากรชิกงนกูเปียเลยชิมอนกรชิมมาซาบามีจ้าบาดิโรตารคริโดพิยนามาเราก็มีพิวเสกัดสุดท้ายพาพิยเด็กเห็นว่านุงชุบวกไม่โม่ว่า ZM ชุบวกอันละนวงเต้นว่านุงนั่นละติกโม่นุงทำให้เลตปาชุฟ้าชินี ZSM เตสิงเตกีอาบตัดยังไงมันนะหลุดนายโลยมาเลยหลุดปักนิโมตัวโลฟอร์มเป็ดกินเกนโลดียังไงมันนะเซนปีโลดิ้งอีแต่มันนะตัวนะนั่นหลุดเตกโมไม่สวรรค์ดีเจียงนะเนคบนาอมดิ้งฮีเนคบนาโมแต่มันนะกว่ามาอักว่ามาเป็นองค์ไปกิมเตกุ